အားလုံးပဲမင်္ဂလာပါအခုကတော့တငယ်ချင်းတွေနဲ့တူတူပိတ်ရက်မှာပျော်ပွဲစားလေးထွက်လာတာပဲဖြစ်ပါတယ်ကန်တာယာမောထဲမှာစားဖို့တော့ဖို့အတွက်ပစ္စည်းလေးတွေလိုအပ်တာတွေစားစရာလေးတွေကိုတောင်းဝယ်ကြပါတယ်အခုလိုမျိုးပိတ်ရက်လေးမှာအိမ်ထဲမှာပဲနေပြီးတော့ဖုန်းကြည့်ရင်လည်းအချိန်ကုန်မဲ့အစားတငယ်ချင်းတွေနဲ့တူတူpicnic ထွက်ပြီးတော့ပြပြပပလေးဖြတ်တမ်းမယ်ဆိုရင်လူရဲ့ depression ဝင်ခြင်းကိုလည်း short ချပေးမှာဖြစ်ပါတယ်အခုညီမတို့သွားခဲ့တဲ့နေရာလေးကဘူကျိုးရုပ်တုဘက်ကကန်တော်ကြီးရဲ့ပဲဖြစ်ပါတယ်အဲ့နေရာလေးကဝင်ကြီးလေးပေးကြမလို့တဲ့အတွက်အားလုံးဝင်လို့ရပါတယ်ရောက်တာနဲ့ကိုစင်ပြေတဲ့နေရာလေးကိုရွေးပြီးတော့ဖျာလေးတွေခင်းပစ္စည်းလေးတွေကိုချပြီးတော့ဝင်လာတာလေးတွေကိုစားကြမှာပဲဖြစ်ပါတယ်ဒီနေရာလေးကစိတ်ကိုကြည်လင်ပြီးတော့အကုန်လုံးကအေးချမ်းချမ်းလေးဖြစ်သွားစေတဲ့မုတ်မျိုးကိုပေးပါတယ်စားတောက်လို့လည်းပြီးဘိုက်လည်းဝပြီဆိုတော့ကန်ရင်ပြင်းကိုကြည့်ပြီးတော့ပန်းပြေနေရပေါ့ပြီးတာနဲ့တငယ်ချင်းတွေအဖွဲလိုက်ဦးနိုလေးကစားကြမှာဖြစ်ပါတယ်ကိုရီဖွဲကတော့ဘာပဲစောစောလောင်းကစားဆိုတာနဲ့ရှုံးတဲ့မျိုးစားတွေဖြစ်တဲ့အတွက်မျက်နှာပေါ်မှာနှကန်းနီဆွဲကြီးလေးစော့ကြပါတယ်နှကန်းနီဆွဲကြီးစော့ရတော့မှကိုရီကခါမမနိုင်ပါဘူးအမြဲတမ်းရှုံးပါတယ်အမြဲတမ်းပဲနှကန်းနီဆွဲခံနေရပါပဲဘယ်နဲ့ပွဲဝဲစောစောအမြဲတမ်းရှုံးတဲ့အဖွဲတွေရပါပဲအလောက်ကြောင့်ပဲဖြစ်ဖြစ် personal ကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်စိတ်ညစ်နေရတဲ့သူတွေဆိုရင်ဒီလိုနေရာလေးမှာတစ်ခါတော့တော့လာပြီးအပန်းဖြေတင်ပါတယ်အရန်ကို relaxing ဖြစ်မဲ့နေရာလေးပါဝင်ကြီးကလည်း free ဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်စံလည်းတိတ်အကုန်ခံချင်တဲ့သူတွေကတော့ထမင်းကြိုက်လေးထုတ်ပြီးတော့အခင်းလေးတွေနဲ့ယူပြီးဒီမှာလာပြီးတော့ easy relax လုပ်လို့ရပါတယ်ဒီ blog လေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်